ဇလန်းစာမှာကူမန္ဒရာလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့သမိုင်းပုံရိပ်တွေနဲ့စတင်ဖွင့်လှစ်ထားပါတယ်။လွန်ခဲ့တဲ့နှစ်900တုန်းကဒီကမ္ဘာမြေပေါ်မှာလူတွေနဲ့နဂါးတွေအတူရှင်တွဲနေထိုင်ခဲ့မှုတဲ့ပျော်ရွှင်စရာကာလတစ်ခုရှိခဲ့ပါတယ်။ဒါပေမဲ့ drone လို့ခေါ်တဲ့ခဲအောင်မကောက်ဆိုးအငွေတွေကတက်ရှိတွေကိုကြောက်ရွံ့ဖြစ်အောင်လုပ်ပြီးအရာအလုံးကိုဖျက်ဆီးခဲ့ပါတယ်။နဂါးတွေကလူတွေကိုကာကွယ်ပေးရင်အကုန်လုံးကြောက်ရွံ့ဖြစ်သွားကြပြီးနောက်ဆုံးမှကျန်ခဲ့တဲ့နဂါးမလေးစီစုကသူ့ရဲ့စွမ်းတွေအကုန်သုံးပြီး drone တွေကိုမောင်းထုတ်ခဲ့ပါတယ်။သူ့ရဲ့အစွမ်းတွေကြောင့်လူတွေအသက်ပြန်လဲရှင်တန်လာခဲ့ပေမဲ့နဂါးတွေကတော့ကြောက်ရွံ့ဖြစ်တာဆက်လက်တည်ရှိနေခဲ့ပါတယ်။ဝန်းနေဆရာကလူတွေကနဂါးချန်ထားခဲ့တဲ့ကြောက်မြတ်ရတနာကိုလူကြရင်ကွန်မန္ဒရာတိုင်းပြည်ကြီးကအဆွဲနှလုံးသားကြောယိုလက်တဲ့အမီးဆိုပြီးငါးပိုင်းကွဲသွားခဲ့ရပါတယ်။နှစ်900ကြာပြီးတဲ့နောက်မှာနှလုံးသားတိုင်းပြည်မှာယတနာကိုထိမ့်သိမ်းထားတဲ့ခေါင်းဆောင်ပန်ချာကသူ့သမီးလေးရာယာဟာလည်းယတနာဆောင်းလျှောက်သူအဖြစ်လေ့ကျင့်ပေးနေပါတယ်။ပန်ချာကတိုင်းပြည်9ခုကိုပြန်လည်ပေါင်းစည်းစီခြင်းတဲ့စီစဉ်တာနဲ့တခြားတိုင်းပြည်တွေကိုဖိတ်ပြီးစားပွဲတောက်ပွဲကျင်းပခဲ့တဲ့အချိန်အဆွေတိုင်းပြည်ကနမာရီဆိုတဲ့ကောင်မလေးနဲ့တငယ်ချင်းဖြစ်သွားခဲ့ပါတယ်။နမာရီကငကားဆွဲပြားလေးကိုလက်ဆောင်ပေးပြီးရာယာရဲ့ယုံကြည်မှုကိုရယူခဲ့ပြီးရာယာကလည်းတငယ်ချင်းအမတ်နဲ့ယတနာဝတ်ထားတဲ့နေရာကိုနမာရီကိုခေါ်ပြမိလိုက်ပါတယ်။နမာရီကကြောက်မြတ်ယတနာရှိတဲ့နေရာကိုတိတိချင်းမျက်နှာထားပြောင်းပြီးသူ့စစ်တယ်တွေကိုအဆက်ပေးလိုက်ပါတယ်။ဒါတောင်ကျတစ်ခုမှရာယာတိလိုက်ရတဲ့အချိန်မှာတော့ရန်နောက်ကျသွားခဲ့ပါပြီ။အဆွေတိုင်းပြည်ကစစ်တယ်တွေဝိုင်းလာသလိုတခြားတိုင်းပြည်ကလူတွေကလည်းယတနာကိုလူဖို့ရောက်လာကြပါတယ်။ရုံရင်ဆန်ကဖြစ်နေတော့မှပဲယတနာကမြေကြီးပေါ်ပြုတ်ကျသွားပြီးအစိတ်အမော်မှာကွဲချေသွားခဲ့ရပါတယ်။ယတနာကွဲသွားတာနဲ့ drone တွေကချက်ချင်းပြန်ပေါ်လာပြီးလူတွေကိုတိုက်ခိုက်ပါတော့တယ်။လူတွေကကြောက်လန့်တကြားနဲ့ယတနာပိုင်းစားတွေကိုတယောက်တစ်စားစီလူယူပြီးထွက်ပြေးကြပါတော့တယ်။ဖခင်ဖြစ်သူပန်ချာကရာယာကိုကဲဖို့တရားပေါ်ကနေရေထဲသွန်းချလိုက်ပါတယ်။ရာယာကရေထဲကနေပြန်မှုတ်ကြည့်လိုက်တဲ့ချိန်မှာတော့သူ့ဖေဟာ drone တွေရဲ့လက်ချက်နဲ့ကြောက်ရွံ့ဖြစ်သွားခဲ့ပြီးရာယာဟာလည်းမျက်ရည်တွေနဲ့သူဘာမှမတတ်နိုင်ပဲတယောက်တည်းထွက်ပြေးခဲ့ရပါတော့တယ်။6နှစ်ကြာသွားတဲ့အခါမှာကဘာကြီးဟာတဲကန်ဒရာလို6သွေးပျက်စီးနေပြီးအခုဆိုရင်အရွယ်ရောက်နေတဲ့ရာယာဟာတောက်တုတ်ဆိုတဲ့ဘိုးကောင်လေးကိုစီးကနေလဲနေခဲ့ပါတယ်။သူမရဲ့တခုတီးတော့မျောလင်းချက်ကဒန်နာရီထဲကနောက်ဆုံးကျန်ခဲ့တဲ့နဂါးမလီစီစုကိုရှာဖွေဖို့ဖြစ်ပြီးရာယာဟာမြစ်ချောင်းတွေရဲ့အဆုံးတက်နေရအနှံ့ပြားကိုသွားရှာခဲ့ပေမဲ့မတွေ့ခဲ့ရပဲအခုတော့နောက်ဆုံးကျန်တဲ့မျက်လက်တက်တစ်ခုစီကိုရောက်လာပါတယ်။လင်းချက်ရောင်ကြည်တန်းနေတဲ့ရာယာရဲ့မျက်လုံးတွေဟာရေပြင်ကိုစူးစိုက်ကြည့်နေပါတယ်။သူမကကြောက်ရွံ့ဖြစ်သွားတဲ့ဖခင်ကိုပြန်လေအတင်ဖို့တွက်တာဒီခီးချမ်းကိုတယောက်တည်းဇွဲမလျှော့ပဲဆက်လျှောက်နေပါတယ်။ရာယာဟာတဲကန်ဒရာအလဲကတင်းမောပြက်ကြီးနားမှာရေနဂါးကိုဆင့်ခေါ်ဖို့အစားစားတွေကိုပူဇော်ပြီးလက်အုပ်ချီကဆူတောင်းလိုက်ပါတယ်။အဲ့ချိန်မှာပဲရုတ်တရက်ဆိုသလိုရေတွေဟာကောင်းကင်ပေါ်ပြန်တက်သွားပြီးအပြာရောင်လင်းသန်းနေတဲ့အတူနဂါးမလေးစီစုထွက်ပေါ်လာပါတယ်။စီစုကခမ်းထားတဲ့နဂါးပုံစံမဟုတ်ပဲစကားများပြီးဟာတညံရွှင်တဲ့နဂါးမလေးဖြစ်နေတဲ့အပြင်သူကိုယ်တိုင်လည်းဘာဖြစ်ခဲ့မှရေရမသိခဲ့ပါဘူး။ရာယာဟာယတနာကွဲသွားတဲ့အကြောင်းပြောပြလိုက်တဲ့ခါမှသာစီစုကအံ့ဩသွားပြီးသူ့မှာအစွမ်းတွေမရှိပေမဲ့ယတနာအပိုင်းအစတစ်ခုကိုထိလိုက်တာနဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးစွမ်းအတချို့ကိုပြန်ရလာလို့တွေ့ရတဲ့အခါမှာတော့ရာယာအတွက်စီစုဟာတစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သွားပါတယ်။သူတို့နှစ်ယောက်ကအမိတိုင်းပြည်မှာရှိတဲ့ယတနာပိုင်းအစကိုအရင်ဆုံးသွားရှာကြပါတယ်။ဒီနေရာကထောင်ချောက်တွေနဲ့ပြည့်နေတဲ့ဂူတစ်ခုဖြစ်ပြီးအခက်အခဲတွေကိုကျော်ဖြတ်ပြီးနောက်ယတနာကိုရလိုက်တဲ့စီစုဟာလူပုံစံအသွင်ပြောင်းလဲနိုင်တဲ့စွမ်းရည်ကိုရရှိသွားပါတယ်။ဂူဝါကိုပြန်ရောက်တော့နမာရီနဲ့သူ့စစ်တယ်တွေကစောင့်ကြိုနေပြီးရာယာနဲ့နမာရီထိတ်တွေ့ချိန်မှာစကားအားစစ်ထိုးကြသလိုလက်နက်တွေနဲ့လည်းတိုက်ခိုက်ခဲ့ကြပါတယ်။ရာယာကညံသုံးပြီးထောင်ချောက်တွေကိုဖွင့်ကြကစီစုကိုခေါ်ပြီးထွက်ပြေးခဲ့ပါတယ်။သူတို့ဟာမြစ်ကမ်းမှာစောင့်နေတဲ့ဘုံဆိုတဲ့ကောင်လေးရဲ့လီပေါ်မှာအချိန်မီခုန်တက်နိုင်ခဲ့ပြီးတီလေးလွတ်မြောက်သွားခဲ့ပါတယ်။လေနဲ့ခီးဆက်ရင်လက်တဲ့တိုင်းပြည်ကိုရောက်လာတဲ့အခါမှာဒီမြို့ကရေပေါ်ဈေးတန်းတွေနဲ့စီကားနေပေမဲ့လူလိမ်တွေပေါ်များပြီးရာယာကယတနာကိုရှာဖို့ထွက်သွားတော့မှလမ်းမှာချစ်စရာကောင်းတဲ့ကလေးငယ်လေးနှွိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။နှွိုင်းကအပြစ်ကင်းတဲ့မျက်နှာလေးနဲ့ဖြစ်နေပေမဲ့တကယ်တမ်းတော့မြောက်သုံးကောင်ဦးစီးနေတဲ့ကပိုင်းနိုင်ခေါင်းဆောင်လေးပဲဖြစ်ပါတယ်။ရာယာရဲ့ယတနာကိုခံလိုက်ရလို့ဈေးကြားထဲမှာတဲတန်လိုက်ရှာဖမ်းနေရင်နောက်ဆုံးမှာတော့နှွိုင်းကိုမိသွားပြီးသူ့ဘဝရဲ့ဇာတ်ကြောင်းကိုတီးလိုက်ရတဲ့ချိန်မှာတော့ရာယာဟာနှွိုင်းတို့ကိုပါသူ့အဖွဲ့ထဲဆွဲခေါ်ခဲ့လိုက်ပါတယ်။သူတို့အားလုံးပူးပေါင်းပြီးလက်တဲ့တိုင်းပြည်ခေါင်းဆောင်စီကနေယတနာပိုင်းစာကိုလည်းရယူနိုင်ခဲ့ပါတယ်။နောက်တစ်ခါသူတို့ဟာကျိုးတိုင်းပြည်စီခီးဆက်ခဲ့ကြပြီးနင်းတွေဖုံးကဝါးတွေထူထပ်နေတဲ့ဒီနေရာမှာလူသူကင်းမဲ့နေပေမဲ့ရွာထဲကိုဝင်လိုက်တဲ့ခါမှာတော့ပစိန်ကြီးကင်ထားတဲ့အေယာမလူကြီးတောင်နဲ့ပပင်းတိုးခဲ့ပါတယ်။တောင်ကကျန်းသက်မဲ့ထင်ရပေမဲ့တကယ်တော့တရွာလုံးကြောက်ရွံ့ဖြစ်သွားလို့အကြီးကျယ်နေတဲ့သူမှတီးလိုက်ရပြီးဒီချိန်မှာပဲနမာရီတို့အဖွဲ့ကထပ်မံရောက်ရှိလာပြီးဝိုင်းထားလိုက်ပါတယ်။အချင်းတွေမဟန်တော့တဲ့ချိန်မှာစီစုကလူအတွင်ကနေငကားတွင်ကိုပြောင်းလိုက်ပြီးမြူတွေခွင်းကထွက်ပေါ်လာခဲ့ပါတယ်။နဂါးစစ်ကိုမြင်လိုက်ရတဲ့အခါမှာနမာရီနဲ့စစ်တယ်တွေကလည်းအံ့ဩမြင်တတ်ပြီးတိုက်ခတ်ဖို့တောင်မေ့သွားခဲ့ကြပါတယ်။နဂါးကိုမြင်လိုက်ရလို့တောင်လင်းဝမ်းသာသွားပြီးသူတို့ဖွဲ့နဲ့ပူးပေါင်းလိုက်ပါတယ်။ဒီပေါ်မှာစီစုကရာယာကိုယုံကြည်မှုကြောင့်ပြောပြခဲ့ပါတယ်။
နဂါးတွေနိုင်ခဲ့တာကလည်းတယောက်ကိုတယောက်ယုံကြည်ခဲ့ကြလို့ဖြစ်ပြီးရာယာကတော့နမာရီယာတစ္ဆာဖောက်မှုကိုခံခဲ့ရဘူးလို့လူတွေကိုပြန်ယုံဖို့ခက်ခဲနေစေဖြစ်ပါတယ်။မိုးဆက်တွေကြားထဲမှာအဖွဲ့သားတွေကတယောက်ချောင်းတယောက်ပြောပြကြရင်မိသားစုတွေလိုတန်ရုံးစင်တွေ့လာကြပါတယ်။ဖွန်တောင်နိုင်တို့အားလုံးဟာကိုချစ်ရသူတွေပျောက်ဆုံးနေတဲ့သူညီတဲ့ဝမ်းနည်းမှုတွေရှိနေတဲ့သူတို့အားလုံးရဲ့ပန်းတိုင်ကကူမန်ဂျာကိုပြန်လည်ကယ်တင်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်ဟာပုံမခိုင်မာသွားခဲ့ကြပါတယ်။နောက်ဆုံးရတနာကတော့နမာရီတို့ရဲ့အဆွဲတိုင်းပြည်ဖြစ်ပြီးရေကန်တွေကာရန်ထားတဲ့ခံတပ်မြို့ကြီးမှုဝင်ဖို့ခက်ခဲနေပါတယ်။စီဆူကတိုက်ခတ်မဲ့အစားနမာရီကိုယုံကြည်ပြီးငိမ့်ချရေးကမ်းလှမ်းဖို့အကြံပေးတဲ့အခါမှာရာယာကမဖြစ်နိုင်ဘူးထင်ပေမဲ့စီဆူရဲ့ဆန္ဒမှုလိုက်လျောခဲ့ပါတယ်။မြို့ပြင်ဘက်မှာနမာရီနဲ့ချင်းတွေ့ပြီးစီဆူကသူ့ရဲ့ငကားပုံစံအစ်စ်ကိုပြသလိုက်တဲ့အခါမှာနမာရီဟာငကားကိုမြင်ပြီးစိတ်လှုပ်ရှားသွားခဲ့ပေမဲ့သူ့မိရဲ့ဖိအားနဲ့မျိုးချစ်စိတ်ကြောင့်တွေ့ရဖြစ်သွားခဲ့ရပါတယ်။နမာရီယာလက်နဲ့ချမဲ့အစားဒူးလေးကိုမောင်းတင်ပြီးစီဆွဲရင်ဘက်ကိုချိန်ရွေလိုက်တဲ့အခါချီနီတန်ကအရန်တင်းမှသွားခဲ့ပါတယ်။ရာယာကနမာရီပြတ်သွားမဲ့ထင်ပြီးဓာတ်ကိုဆွဲတော့ကတားဖို့ပြင်လိုက်တဲ့အချိန်ရာယာရဲ့ရုတ်တရက်လှုပ်ရှားမှုကိုမြင်သွားတဲ့နမာရီကဘောင်းခလုတ်ကိုနှိမ်မိသွားပါတယ်။မြားကစီဆူကိုထိမှန်ပြီးရေထဲပြုတ်ကျသွားတဲ့အခါနောက်ဆုံးငကားတီသွားတာနဲ့ရေတွေအလုံးခန်းချပြီးဒရွန်းတွေကမြို့ထဲကိုအလုံးရင်နဲ့ဝင်လာပါတယ်။ရာယာကဒေါသထွက်ပြီးနမာရီကိုတပ်ဖို့တယောက်ထဲလိုက်သွားတဲ့ချိန်ချန်ခဲ့တဲ့တငယ်ချင်းတွေကတော့ပြည်သူတွေကိုကာကွယ်ဖို့ယတနာပိုင်းစားတွေနဲ့အစွမ်းကုန်ကြိုးစားတားဆီးနေပါတယ်။နန်းတော်ထဲမှာရာယာနဲ့နမာရီအကျိတ်နဲ့တိုက်ခိုက်ကြရင်ရာယာကနမာရီကိုနိုင်ရခါနီးမှာစီဆူကမင်းကိုယုံခဲ့လို့အခုလိုဖြစ်တာလို့နမာရီကပြောလိုက်ပါတယ်။ရာယာကအတိဝင်လာပြီးအပြင်ကိုကြည့်လိုက်တဲ့အခါမှာသူ့တငယ်ချင်းတွေကဒရုန်းတွေကြားမှာအသက်လှုပ်နေတာကိုတွေ့လိုက်ရပါတယ်။ရာယာကလက်စားချေမဲ့အစိတ်ကိုဆွန့်လွတ်ပြီးတငယ်ချင်းတွေကိုကူညီဖို့ပြေးသွားခဲ့ပေမဲ့ဒရုန်းတွေကအရမ်းများတော့သူတို့အားလုံးကဒေါင်းကျင်းလေးထဲမှာပိတ်မိနေပါတယ်။ယတနာပိုင်းစားတွေကလည်းအားပြောလာပြီးအဲ့အချိန်မှာရာယာကစီဆူပြောခဲ့တဲ့ယုံကြည်မှုဆိုတာကိုစတင်နားလည်လာပါတယ်။ဒီချင်းကိုဖျက်ချော်ဖို့ကယတနာတွေကိုတစုတစည်းတည်းပေါင်းဆက်ရမယ်လို့ပြောပြီးရာယာကသူ့ရဲ့ယတနာကိုနမာရီလက်ထဲထည့်ပေးလိုက်ပါတယ်။ရာယာကချက်ချင်းကြောက်ရွံ့ဖြစ်သွားခဲ့ပေမဲ့ရာယာကိုယုံကြည်တဲ့စိတ်နဲ့ဘုံတောင်နိုင်တို့ကလည်းသူတို့ရဲ့ယတနာပိုင်းစားတွေကိုနမာရီကိုပေးကကြောက်ရွံ့ဖြစ်ခံလိုက်ကြပါတယ်။နမာရီတက်တဲ့ကြံရိတ်ခဲ့ပြီးသူ့ကိုယုံကြည်ပေးခဲ့သွားတဲ့သူတွေကိုကြည့်ကခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူကယတနာပိုင်းစားတွေကိုဆက်လက်ပြီးနောက်ဆုံးအပိုင်းကိုတက်လိုက်တာနဲ့သူမှလည်းကြောက်ရွံ့ဖြစ်သွားပါတယ်။ဒါပေမဲ့ယတနာကြီးကတော့ပြန်ဆက်သွားပြီးအလင်းတွေထွက်လာပါတယ်။ယတနာကထွက်လာတဲ့အလင်းရောင်ဟာပောက်ကွဲထွက်သွားပြီးကူမန်ဒရာတတိုင်းပြည်လုံးကိုလွှမ်းခြုံသွားကဒရွန်းတွေအကုန်ဖြစ်စီသွားပြီးကောင်းကင်ကနေမိုးတွေရွာကျလာပါတယ်။ကြောက်ရွံ့ဖြစ်နေတဲ့ရာယာရဲ့တငယ်ချင်းတွေလူတွေအားလုံးပြန်လည်ရှင်းတန်လာကြတဲ့အပြင်ဒီခါမှာတော့ငကားတွေအားလုံးကပါရေထဲကနေပြန်လည်ထွက်ပေါ်လာခဲ့ကြပါတယ်။စီဆူလည်းပြန်လည်တက်ရှင်လာပြီးရာယာနဲ့ပြန်တွေ့တဲ့ချိန်မှာတော့စီဆူကယုံကြည်မှုကအလုပ်ဖြစ်တယ်ဆိုတဲ့အကြည့်နဲ့ရာယာကိုကြည်လူးစွာကြည့်လိုက်ပါတယ်။နောက်ဆုံးမှာတော့အားလုံးအိမ်ပြန်ကြပြီးတောင်ဘွန်းနဲ့နိုင်တို့အားလုံးမိသားစုတွေနဲ့ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ရာယာလည်းကြောက်ရွံ့ဖြစ်နေတဲ့ဖခင်ကြီးပန်ကြောင်စီပြေးသွားချိန်ဖခင်ကြီးစီကနေမှတမီလေးလို့ခေါ်တန်ကြားလိုက်ရတဲ့ချိန်မှာရာယာလည်းဝမ်းသာလွန်မျက်ရည်ကျခဲ့ရပါတယ်။ရာယာကဖခင်ကိုတခြားတိုင်းပြည်ကတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးကတချိန်ကရန်သူတွေဖြစ်ခဲ့ကြတဲ့တိုင်းပြည်၅ခုကလူတွေဟာအခုဆိုရင်ညီကိုတွေလိုစီးလုံးသွားခဲ့ကြပြီးကူမန်ဒရာတိုင်းပြည်ကြီးကလည်းယုံကြည်မှုတွေနဲ့အတူပြန်လည်ပေါင်းစည်းသွားပြီးဆိုတာကိုပြသရင်ဇလန်လေးဟာလည်းလှပစွာပြီးဆုံးသွားခဲ့ပါတော့တယ်။